ဒန်နီယယ်ဟာဇနီးဖြစ်သူယိုစီရဲ့အာယုံကိုဆွဲဆောင်ဖို့ရည်ရွယ်ချက်ရှိနဲ့ဘေးနားကမီယာကိုနမ်းပြလိုက်ပါတယ်။ဒါပေမဲ့သူထင်မထားတာကတော့အမြဲတမ်းသူ့ကိုအသက်ထက်ချစ်ခဲ့တဲ့ဇနီးသည်ယိုစီကဘာတော့ပြန်မှုမှမပြဘဲဘေးနားမှာရေမောပျော်ရွှင်စွာစကားတွေပြောနေတာပါပဲ။ဒီလိုမဖြစ်ခင်ခဏလိုလေးကပဲယိုစီဟာဒန်နီယယ်တေးသေးချာချာတင်းစေးထားတဲ့အချစ်စာတစ်စောင်ကိုမတော်တဆတွေ့လိုက်မိပါတယ်။အဲ့ဒီခါကျမှပဲအမြဲတမ်းခက်တီတီနေတတ်တဲ့သူခင်ပွန်းဟာတကယ်တော့သူမကိုအယမ်းချစ်ခဲ့တာကိုသိလိုက်ရတော့တာပေါ့။ကောလိပ်ကျောင်းတက်တဲ့အချိန်ကလေးကဒန်နီယယ်ဟာသူမကိုအရင်ဆုံးလိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ယိုစီကတော့သူ့ကိုယ်သူလစ်လျူရှုတတ်တဲ့လူတစ်ယောက်ကိုလိုက်နေရတယ်လို့ပဲထင်ခဲ့တာပါ။၃နှစ်ကြာအောင်လိုက်ခဲ့ပြီးတဲ့နောက်မှာတော့ဒန်နီယယ်ဟာသူ့နောက်လိုက်တဲ့ခံစားချက်ကိုကြိုက်တာကြောင့်ရေးစားမဖြစ်ချင်ခဲ့ပါဘူး။လက်ထပ်ပြီးတဲ့နောက်မှာတော့ဒန်နီယယ်ဟာအကြောင်းပြချက်မျိုးမျိုးနဲ့ကွာရှင်းဖို့ထက်ခါတလဲလဲတောင်းဆိုခဲ့တာကြောင့်သူတို့နှစ်ဦးဟာမြို့ပြရေးရာရုံးကိုမကြာခဏရောက်နေခဲ့ရပါတယ်။ဒီတစ်ကြိမ်ဆိုရင်ကွာရှင်းဖို့လျှောက်ထားတာ69ကြိမ်တောင်ရှိနေခဲ့ပါပြီ။ဒန်နီယယ်ကတော့အရင်တုန်းကလိုပဲယိုစီကသူ့ကိုပြန်လည်မေတ္တာရက်ခံပြီးလျှောက်လွှာကိုရုပ်သိမ်းခိုင်းလိုက်မယ်လို့ယုံကြည်နေခဲ့တာပါ။ဒါပေမဲ့အခုတော့အမှန်တရားကိုသိသွားတဲ့ယိုစီဟာလမ်းခွဲဖို့ဆုံးဖြတ်ပြီးသားဖြစ်နေပါပြီ။သူမပေးတဲ့စေတနာတွေဟာသူ့အတွက်ပျော်စရာကစားစရာတစ်ခုသာဖြစ်ခဲ့တယ်ဆိုတာကိုသူမနားလည်သွားခဲ့ပါပြီ။အတိတ်တွေကိုလုံးဝစွန့်ခွာဖို့အတွက်ကွာရှင်းပြည့်စဲဖို့တလဆောင်ဆိုင်ကာလကိုကြော်လွန်ဖို့သာလိုတော့တာပေါ့။အဲ့ဒီနေ့မှာဒန်နီယယ်ဟာမီယာရဲ့မွေးနေ့ကိုကျင်းပဖို့အတွက်ကြီးကျယ်ခမ်းနားတဲ့ပါတီပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။လူတိုင်းကမီယာဟာသူ့ရဲ့အချစ်စစ်အစ်လို့ယုံကြည်နေကြပါတယ်။ဒန်နီယယ်ဟာမီယာနဲ့အတူကျင်ကျင်နာနာဟန်ဆောင်နေမဲ့သူမလျှော်လင့်နေတဲ့မနာလိုစိတ်ကတော့ဘယ်တော့မှပေါ်မလာခဲ့ပါဘူး။ယိုစီကတော့မီယာဟာသူမကိုနှိပ်စက်ဖို့အတွက်အသုံးချခံတတ်တာဖြစ်တယ်ဆိုတာကိုသိနေခဲ့ပါတယ်။မီယာကယိုစီကိုအောင်နိုင်သူတယောက်ရဲ့အပြုံးနဲ့ချင်းကပ်လာပြီးဒန်နီယယ်ကသူမပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကွာရှင်းဖို့ယိုစီကိုတိုက်တွန်းခဲ့ပါတယ်။ယိုစီကတော့ညှင်းခုန်မနေတော့ပါဘူး။စိတ်ခံစားမှုတစ်ခုခုပြလိုက်တာဟာနှိပ်စက်တာကိုပိုရှည်စေလိမ့်မယ်ဆိုတာသူမသိနေခဲ့ပါတယ်။ဒန်နီယယ်ရဲ့ကစားပွဲကတော့ရက်မသွားပါဘူး။သူဟာမီယာနဲ့အတူနေရာတကာကိုလိုက်ပါသွားခဲ့ပြီးချော့မော့ဂယူးဆိုင်ခဲ့ပါတယ်။သူ့ရဲ့လုပ်ရက်တိုင်းဟာယိုစီရဲ့နှလုံးသားကိုတိတိကျကျထိုးနှက်နေခဲ့တာပါ။သူဟာယိုစီရဲ့တိခံနိုင်စွမ်းကိုတွက်ချက်နေပြီးမကြခင်ပြိုလဲသွားပြီးထပ်မံတောင်းပန်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဖုံးခေါ်ဆိုမှုတစ်ခုကသူ့ရဲ့အစီအစဉ်တွေကိုပျက်စီးစေခဲ့ပါတယ်။ပြိုင်ပွဲစီစဉ်သူကယိုစီရဲ့လက်ရာဟာခိုးယူဖန်တီးထားတာလို့တန်တရားရှိကြောင်းနဲ့ဆွဆွဲသူကတော့နမီကြီးဒီဇိုင်နာမီယာဖြစ်ကြောင်းယိုစီကိုအကြောင်းကြားခဲ့ပါတယ်။ဒီလက်ရာတွေဟာအတူတူဖြစ်နေပြီးမီယာရဲ့နမီကုံသတင်းကယိုစီကိုခုခံကာကွယ်စရာမရှိအောင်ဖြစ်စေခဲ့ပါတယ်။ဒီအလုပ်ဟာယိုစီရဲ့ဘဝကိုပြန်လည်တည်ဆောက်ဖို့အတွက်မိခိုရတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။သူမဟာမူရင်းပုံကျမ်းတွေကိုပြန်ယူဖို့အင်ကိုအပြေးပြန်သွားခဲ့ပေမဲ့အဲ့ဒီပုံကျမ်းတွေဟာအကြာကြီးကလေးကခိုးယူခံထားရတာကိုတွေ့လိုက်ရပါတယ်။မီယာကယိုစီရဲ့လက်ရာတွေကိုကင်ထားပြီးဒန်နီယယ်ရဲ့အကြိုက်ဆုံးသူဖြစ်ကြောင်းကြေညာကဒီပုံကျမ်းတွေဟာဒန်နီယယ်ကိုယ်တိုင်ပေးခဲ့တဲ့လက်ဆောင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ယိုစီဟာဘယ်တော့မှမကြုံဘူးတဲ့စိတ်ပြတ်အားငယ်မှုကိုခံစားလိုက်ရပါတယ်။သူမဟာဒန်နီယယ်အတွက်အရာရာကိုဆွတ်လွတ်ခဲ့ပေမဲ့အဆုံးမရှိတဲ့ထိခိုက်နစ်နာမှုတွေကိုသာရရှိခဲ့တာပါ။ဒါပေမဲ့သူ့ကိုဒေါသထွက်အောင်မလုပ်သင့်ဘူးလို့စင်ကျင်တုံတရားကပြောနေခဲ့ပါတယ်။အခုတော့9ရက်တာကျန်တော့တဲ့အချိန်မှာသူမဟာပါရီမှာရှိတဲ့သူ့ရဲ့ဆရာကိုဆက်သွယ်ခဲ့ပါတယ်။ဆရာကတော့သူမကိုအကန့်အသတ်မရှိယုံကြည်ပြီးစုံစမ်းစစ်ဆေးပေးဖို့ကတိပေးခဲ့ပါတယ်။ပါရီကနေလာတဲ့ဖိတ်ခေါ်ချက်ဟာသူမရဲ့နောက်ဆုံးထွက်ပြေးရာလမ်းကြောင်းဖြစ်လာခဲ့ပါတော့တယ်။ဒန်နီယယ်ဟာဖုံးပြောတံကိုကြားသွားပြီးချက်ချင်းသတိထားမိသွားပါတယ်။သူမကိုစမ်းသပ်ထိန်းချုပ်ဖို့အတွက်ယိုစီနဲ့မီယာတို့ကိုခီးစဉ်တစ်လျှောက်လုံးအတူတူတောင်တက်ခီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကမီယာကိုနင်းမျိုးစုံနဲ့အလေးထားဆက်ဆံခဲ့ပြီးယိုစီကတော့ပွင့်လင်းမြင်သာတဲ့လေးလာသူတယောက်လိုစိတ်စိတ်ငြိမ်ငြိမ်ပဲနောက်ကလိုက်နေခဲ့ပါတယ်။ရုတ်တရက်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့အခြေအနေမှာတစုံတစ်ယောက်ကဓာတ်နဲ့တိုက်ခိုက်ခဲ့တာကြောင့်မီယာဟာသွေးအိုင်ထဲမှာလဲကျကြံခဲ့ပါတယ်။ဆေးရုံမှာတော့ဆရာဝန်ကမီယာဟာအရေးပေါ်သွေးလိုနေပြီးသွေးလူပံမှာလည်းသွေးမလုံလောက်ဘူးလို့ကြေညာခဲ့ပါတယ်။ဒန်နီယယ်ဟာယိုစီဘက်ကိုလှည့်လာခဲ့ပါတယ်။ယိုစီရဲ့သွေးမျိုးစားကအတိအကျကိုကိုက်ညီနေခဲ့တာပါ။သူကအေးအေးဆေးဆေးနဲ့သဘောတူညီချက်တစ်ခုကိုတင်ပြခဲ့ပါတယ်။ယိုစီကသွေးလူမယ်ဆိုရင်သူကကွာရှင်းလျှောက်လွှာကိုရုပ်သိမ်းပေးမယ်တဲ့။ဒါဟာသူ့ရဲ့အကြီးမားဆုံးအပေးအယူဖြစ်မယ်လို့ယုံကြည်ပြီးဒန်နီယယ်ဟာယုံကြည်မှုအပြည့်နဲ့စောင့်စားနေခဲ့ပါတယ်။ယိုစီကတော့မျှော်လင့်ချက်ကြောင့်မဟုတ်ပဲတန်တရားတွေမဖြစ်အောင်လို့သဘောတူခဲ့ပါတယ်။နောက်ဆုံးအချိန်မှာတော့အေးဆက်နေတဲ့ဆေးထိုးအပ်က
သူမရဲ့သွေးကြောကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။ယိုစီရဲ့သွေးတလီတာခန့်ကိုထုတ်ယူခဲ့ပြီးသူနာပြုကလူခန္ဓာကိုယ်ရဲ့ကန့်သက်ချက်ကိုကျော်လွန်သွားပြီလို့သတိပေးနေပေမဲ့ဒန်နီယယ်ကတော့မီယာမရာပဲဆက်လက်ထုတ်ယူခိုင်းခဲ့ပါတယ်။ယိုစီရဲ့ခန္ဓာကိုယ်ဟာအာရင်ကုန်ခန်းသွားခဲ့ပေမဲ့သူမရဲ့စိတ်ဟာဘယ်တော့မှဒီလောက်ထိကြည်လင်ပြတ်သားခဲ့ခြင်းမရှိခဲ့ပါဘူး။သူမဟာသူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကိုလွတ်လပ်မှုနဲ့လဲလှယ်လိုက်ပြီဆိုတာကိုသူမသိနေခဲ့ပါတယ်။မီယာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒန်နီယယ်ကလည်းသူ့ဂတိအတိုင်းယိုစီကိုမြို့ပြရေးရာရုံးကိုခေါ်သွားခဲ့ပါတယ်။သူထက်ပြီးအနိုင်ရပြီလို့တေချာနေတာကြောင့်ရှောက်လွာကိုရုပ်သိမ်းဖို့ပြင်ဆင်နေခဲ့ပါတယ်။ရုံးဝင်ဝါမှာပဲမီယာစီကနေဖုံးဝင်လာခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်နေပြီးနှစ်သိမ့်မှုပေးဖို့တောင်းဆိုနေတာကြောင့်ဒန်နီယယ်ဟာယိုစီကိုတယောက်တည်းရုံးထဲဝင်ခိုင်းပြီးကားမောင်းထွက်သွားခဲ့ပါတယ်။ဒီဖုန်းခေါ်ဆိုမှုကိုယိုစီကိုယ်တိုင်စီစဉ်ခဲ့တာကိုတော့သူမသိခဲ့ပါဘူး။သူနာပြုတ်ကိုလက်ထိုးပြီးယိုစီဟာရုံးခန်းထဲကိုတယောက်တည်းဝင်ရောက်သွားခဲ့ပါတယ်။သူမဟာရှောက်လွာကိုရုပ်သိမ်းခဲ့ခြင်းမရှိပါဘူး။သူမကကွာရှင်းမှုဆောင်ရွက်ဖို့အတွက်နံပါတ်တစ်ခုကိုယူခဲ့ပါတယ်။တန်တဆိတ်ခက်နှိပ်လိုက်တဲ့အခါမှာတော့သူမဟာဘယ်တော့မှမကြုံဘူးတဲ့လွတ်လပ်ခြင်းခံစားချက်ကိုခံစားလိုက်ရပါတယ်။နှုတ်ဆက်ပါတယ်ဒန်နီယယ်ဒီတစ်ချိန်မှာတော့ငါမင်းကိုတကယ်မလိုချင်တော့ဘူးတဲ့။တခြားတနေရာမှာတော့ဒန်နီယယ်ဟာသူ့ရဲ့ထင်အောင်ထင်မှားတွေးထဲမှာနှမျောနေသေးပါပဲ။သူဟာမီယာကိုယိုစီရဲ့အခန်းထဲကိုပြောင်းရွှေ့ပေးခဲ့ပြီးယိုစီထားခဲ့တဲ့အမှတ်သားတိုင်းကိုဖျက်ဆီးပစ်ခဲ့ပါတယ်။သူယိုစီကိုဖုန်းခေါ်တဲ့အခါမှာတော့ဖုန်းမဖြေပါဘူး။စာရီပို့ကြည့်တော့လဲသူ့ကိုပိတ်ထားတာကိုတွေးလိုက်ရပါတယ်။ပထမဆုံးချိန်ဖြစ်သူဟာထိန်းချုပ်လို့မရတော့ဘူးလို့ခံစားလိုက်ရပေမဲ့ဒါဟာယိုစီရဲ့နိဗျူဟာအသစ်တစ်ခုပဲလို့ခေါင်းမာမာနဲ့ယုံကြည်နေခဲ့ပါတယ်။ကွာရှင်းစာချုပ်ရဲ့တပ်ပုံရောက်လာတဲ့အထိဒန်နီယယ်ရဲ့ကဘာကြီးပြိုလဲသွားခဲ့ပါတော့တယ်။သူဟာစောင့်ကြည့်ခင်မယားမတန်အလုံးကိုပြန်လည်ရယူဖို့အမိန့်ပေးခဲ့ပါတယ်။မီယာကတော့ထိတ်လန့်တုန်လှုပ်သွားပြီးအထောက်ထားတွေကိုဖျက်ပစ်ဖို့လက်ထောက်ကိုလက်ထိုးခဲ့ပါတယ်။ဒါပေမဲ့နိပညာဌာနကအရာအလုံးကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။တညတာအတွင်းမှာပဲတရုတ်ပြီးတရုတ်အမှန်တရားတွေပေါ်ပေါက်လာခဲ့ပါတယ်။မီယာရဲ့ချင်းချောက်မှုခိုးယူမှုလက်ပေးလက်ပြူလုံးမှုနဲ့ဟန်ဆောင်တိုက်ခိုက်မှုတွေယိုစီရဲ့အထီးကျန်မှုတွေသူမရဲ့ဖြူပြော့နေတဲ့မျက်နှာတွေကိုမြင်လိုက်ရပါတယ်။တွေးထုတ်ပြီးတဲ့နောက်ဒန်နီယယ်ဟာသူမနာလိုစိတ်လို့ထင်ခဲ့တာတွေဟာအစိတ်တွေဖြစ်ပြီးသူ့ကိုအချစ်ဆုံးသူကိုငရဲရင်းနဲ့တွန်းပို့ခဲ့တဲ့ရာဇဝတ်သားဖြစ်နေခဲ့တာကိုသိလိုက်ရပါတယ်။သူဟာဒေါသတကြီးနဲ့နောင်တရစွာမီယာကိုမောင်းထုတ်ခဲ့ပါတယ်။ယိုစီကတော့ပါရီရဲ့နေရောင်အောက်မှာမိဖက်အစ်စ်တွေနဲ့တွေ့ဆုံပြီးဘဝအစ်စ်တစ်ခုကိုစတင်နေခဲ့ပါပြီ။အတိတ်တွေကတော့နောက်ဆုံးမှာကြံရစ်ခဲ့ပါတော့တယ်။